အားလုံးမင်္ဂလာပါ ready to wear ထုတ်ဖို့အတွက်စိတ်ဝင်စားနေတဲ့လူတွေအတွက်သင်တန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ခုဒါကတော့ Super Sunday မှာ ready to wear ထုတ်ဖို့အတွက်သင်နေတဲ့သင်တန်းသူလေးတွေပဲဖြစ်ပါတယ်အခုဆိုရင်စကတ်ရဲ့ပတ်တန်စိုက်ကတ်ချိုးနီးစိုက်ကတ်ပွားနီးတွေကိုသင်ကြားနေတာပဲဖြစ်ပါတယ်ဒီဘာသာကိုသင်ကြားနေတဲ့သင်တန်းသူလေးတွေရဲ့သင်ကြားရတဲ့အတွေ့အကြုံလေးတွေကိုနားထောင်ကြည့်ကြရအောင်เนาะဟုတ်ပါဒီနေ့ကစကတ်စိုက်ချက်ပေါ့เนาะစိုက်ချက်ဒါလေးကိုအခုဒါဆိုရင်စိုက်ဘယ်နှခုလဲ6ခုစိုက်6ခုเนาะဒီเนาะ380ဒီဒါလေးကိုအခုဆွဲရတာရောအဆင်ပြေလားဟိုကနားလေလားနားလေเนาะအားလုံးဒါလုံးဝ small size လေးကနေစပြီးတော့เนาะ380ဒီဒါတွေကြတော့အခုဒါပြီးသွားရင်ကျတို့အင်းเนาะအင်းကြီးသွားမယ်အခုဒီကိုတိုင်းနဲ့ဆွဲတာနဲ့ဒီအခုစိုက်နဲ့ဆွဲတာနဲ့ကြတော့ဘာကွာလဲเนาะဟုတ် ready to wear တင်တဲ့အတွက်စုံစမ်းချက်နေဆိုရင်တော့097651970140ကိုဖုန်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်